တင်တစ်ခုခုကိုလှုပ်ချင်ပေမဲ့တကယ်တမ်းကျတော့တခြားတစ်ခုကိုပဲလှုပ်မိနေတာမျိုးဖြစ်ဖူးပါသလားဥပမာဒီနေ့တော့အလုပ်တွေကိုအပြတ်လုပ်မယ်လို့ဆုံးဖြတ်ထားပေမဲ့လက်တွေ့မှာတော့ဖုံးပို့ရင်အချိန်ကုန်သွားတာမျိုးပေါ့ဒါဟာတင်းရဲ့ပြည်မှုကြောင့်မဟုတ်ပါဘူးတင်းအုံနောက်ရဲ့90%ကိုထိန်းချုပ်ထားတဲ့မတိစိတ်အကြောင်းပါဒီနေ့ဗီဒီယိုမှာတော့တင်းဘဝကိုအောင်မြင်အောင်မတိစိတ်ကိုဘယ်လိုပြန်လဲထိန်းချုပ်မလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်စိတ်ပညာရှင်ကြီးစစ်ကမန်ဖရိုက်ကလူစိတ်ကိုရေခဲတောင်တစ်ခုနဲ့နှိုင်းယှဉ်ခဲ့ပါတယ်တိစိတ်ရေပေါ်မှာပေါ်နေတဲ့10%မှာဒါကကျွန်တော်တို့အခုသတိရှိရှိစဉ်းစားနေတာဆုံးဖြတ်ချက်ချတာနဲ့တွက်ချက်တာတွေကိုလုပ်ပါတယ်မတိစိတ်ရေအောက်မှာမြုပ်နေတဲ့90%ကြီးပါကျွန်တော်တို့ရဲ့ငယ်စဉ်ကတည်းကဆွဲလန်းခဲ့တဲ့အလေးကျင့်တွေယုံကြည်ချက်တွေကြောက်ရွံ့မှုတွေအားလုံးဒီထဲမှာရှိနေတာပါမတိစိတ်ကတင့်ကိုဘလို့ဒုက္ခပေးဒါမှမဟုတ်အကျိုးပြုတယ်လေမတိစိတ်ဟာ autopilot စနစ်နဲ့တူပါတယ်တင်ကားမောင်းတာကျွမ်းကျင်သွားတဲ့အခါဘယ်အချိန်မှဂီယာထိုးရမလဲဘယ်အချိန်မှဘရိတ်နေရမလဲဆိုတာသတိရှိရှိစဉ်းစားမနေတော့ပါဘူးဒါဟာမတိစိတ်ကအလုပ်လုပ်ပေးနေတာပါဒါပေမဲ့ပြဿနာကတင်မတိစိတ်ထဲမှာငါကတော့ပတ်စံရှာရတာခက်တယ်ဒါမှမဟုတ်ငါကတော့ကံမကောင်းတတ်ဘူးပါဆို negative ယုံကြည်ချက်တွေဝင်နေရင်တင်ဘလောက်ပဲစူးစမ်းတင်မတိစိတ်ကတင့်ကိုကြာရှုံးအောင်နောက်ွယ်ကဆွဲချနေပါလိမ့်မယ်မတိစိတ်ကိုပြန်လည်ပြုပြင်ပြီး၃ချက်ဒါဆိုရင်မတိစိတ်ကိုအောင်မြင်တဲ့သူတွေလိုဖြစ်အောင်ဘယ်လိုပြောင်းလဲမလဲနံပါတ်1ထက်ခါတလဲလဲပြောဆိုခြင်း repetition မတိစိတ်ဟာအသည့်အစမ်းကိုလက်မခံတတ်ပေမဲ့ထက်ခါတလဲလဲပြောရင်တော့ယုံကြည်သွားတတ်ပါတယ်ညအိတ်ခါနေ့တိုင်းငါဟာနေ့တိုင်းတိုးတက်နေတယ်ငါဟာအခွင့်အလမ်းကောင်းတွေကိုဆွဲဆောင်နိုင်သူဖြစ်တယ်ခါဆိုတဲ့စကားမျိုးတွေကိုကိုယုံကြည်ပြောပေးပါနံပါတ်2မြင်အောင်ကြည့်ခြင်း visualizationမတိစိတ်ကအစစ်အမှန်နဲ့စိတ်ကူးရင်တာကိုခွဲခြားမသိပါဘူးတင်ဖြစ်ချင်တဲ့ဘဝကိုတကယ်ဖြစ်နေပြီလို့မျက်စိမိတ်ပြီးပုံဖော်ကြည့်ပါဒါဟာမတိစိတ်ကိုအမိန်ပေးနေတာနဲ့တူပါတယ်နံပါတ်3အိတ်ခါနီးအချိန်ကိုအသုံးချခြင်းတင်မအိတ်ခင်9မိနစ်နဲ့နိုးခါစ9မိနစ်ဟာမတိစိတ်ရဲ့တကားအပွင့်ဆုံးအချိန်ပါအဲ့ဒီအချိန်မှာဖုန်းကြည့်မဲ့စာကောင်းမွန်တဲ့အတွေးတွေစာအုပ်တွေဖတ်ပေးခြင်းကတင်မတိစိတ်ကိုအမြန်ဆုံးပြောင်းလဲစေနိုင်ပါတယ်အချုပ်အားဖြင့်ပြောရရင်တင်ဘဝဟာတင်ရဲ့မတိစိတ်ထဲမှာရှိနေတဲ့ program အတိုင်းပဲလက်ပတ်နေတာပါဒီ program ကိုတင်ခုပဲပြောင်းလဲလို့ရပါတယ်တင်ရဲ့မတိစိတ်ထဲမှာဘလို့အစိုးမြင့်အတွေးတွေရှိနေတယ်လို့ထင်လဲ comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကတင်အတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်စိတ်ပညာဆိုင်ရာဗဟုသုတတွေအတွက်ကျွန်တော် channel ကို subscribe လုပ်ထားလိုက်ပါ